လေထိုင်သမီးတို့ထိုင်နောက်မှာသင်ပြေတယ်မှာနှစ်ယောက်အမလီအကျယ်ကြီးပါဆရာမယောက်ျားဝယ်ပေးထားတယ်ဒီကားထိုင်မလီငါသမီးတို့ကအစင်သစ်ဖြစ်သွားတာတော့ဆရာမနဲ့တွေ့ရတာလေဒါဆရာမယောက်ျားဝယ်ထားပေးရဲ့ကားလေတက်ခဲကဆရာမတက်ခဲကခါမလည်းမကြဘူးဟဲတက်ခဲကားတော့မကြဘူးလားအားသွင်းတဲ့ကားကိုပြောရလေငါသားရလေအမလီဟောဆရာမလည်းဘက်ထရီကားလောက်ပါမလီဘာဘက်ထရီကားလဲတက်ခဲကားဆိုတက်ခဲကားပဲဆရာမကြောင်ထားပြရတယ်သိရမလားအမလီဆရာမကြောင်ဆရာမရမ်းချစ်တာအတောင်းနေသိပါတယ်ဆရာမကြောင်တက်ကြရဆရာမပြဆရာမသိရမလားတစားအပြည့်နဲ့ထားပြရတယ်သိရမလားအမလီဆရာမပြဆရာမဘယ်လောက်ချစ်လဲဆိုလို့ရှိရင်အမလီပြောပြကြဟိုးမရှိတော့တာသိလားညဆိုရင်လေဗီဒီယိုကောနဲ့ပြတယ်ဟိုတခြားပြတာမဟုတ်နော်ပင်လေရုပ်ပြဆရာမကြောင်တင်မောသားလေးသိလားစီမန်းဆိုတော့ပင်လေရုပ်ပြနေတာအဲ့ဒါကိုပြောတာနော်ဟိုတမျိုးပြင်တော့ကတားသွားတယ်ဟမ်ဆရာမတက်ခဲကအားကုန်တော့မယ်ငါသားဟွာလေငါသားတို့အချိန်ရတယ်မလားအချိန်ရဆိုလို့ရှင်ဆရာမတက်ခဲကားလေးကိုလေအားခဏလေးသွင်းလိုက်မယ်ရတယ်ဟောဒါလေးဆရာမဒီမှာအဲ့ဒီအာသွင်းနဲ့မီးပြတ်နေဩအမလီတက်ခဲကအားသွင်းနေမှာမီးမပြတ်ဘူးတော့24နာရီမီးရတယ်အမလီသူတို့ကဆိုလာနဲ့လောက်ထားတာအာသွင်းကြာမှာလားဆရာမအမလီအားသွင်းတာမကြပါဘူးငါသမီးကလေဆရာမကားကလေချွတ်ဘွတ်ဆိုဝင်သွားတယ်သိလားညံနေရောခဏလေးပဲမကြောက်ဘူးခဏလေးပဲနော်ကျွန်တော်လေးသူရဲ့လာမချွေစင်ပြီးကြည်လိုက်ရင်ရှူဖာလေးလူတကာငေးတော်ဝင်နဲ့ထိုင်လို့နဲ့လာမျိုးလေးမုံရိုးရဝစ်စုံကလေးနဲ့နေလိုက်တယ်နတ်တဲ့ချွေတဲ့နတ်တဲ့မီလာကြိုက်တီရောပြကိုအမလီငါသားတို့စင်ဆရာမကားလေးအားသွင်းလိုက်အောင်အော်မင်္ဂလာပါမောင်လေးဟောလေအမကားလေးအားသွင်းခြင်းလို့ဟုတ်ကဲ့ရပါနော်အေးရာသီဥတုကလည်းပူလိုက်တာကွယ်ဒီချိန်ထမင်းလေးစားလိုက်ရရင်ကောင်းတာနော်မောင်လေးဟုတ်အေးဒီနောက်မှာလက်ဖေးဆိုင်တွေလည်းမရှိဘူးလားဟုတ်ကဲ့ရှိတာဗောဟုတ်ဘာလို့ station မှာအပြင်းနဲ့မစောကြဘူးဆိုလို့ရှိရင်ကျွန်တော်တို့ဒီရေကျိုးအနီနာတော့ကားနဲ့ free ခေါ်သွားပြီလေဟဲကောင်းလိုက်တာကားနဲ့ free ရတော့ဟုတ်အဲ့လိုမှမဟုတ်ဘူးဆိုလို့ရှိရင်ဒီမှာလေ Damascus ထုတ်ထားတဲ့ white ceiling coffee စိတ်ကြိုက်အလကားတိုက်တော့သုံးဆောင်လို့ရတယ်ကော်ဖီကြည့်ပဲဆိုတော့ဘိုက်ကမတင်းတိတ်မှာဘူးကွယ်ထမင်းလေးစားလိုက်ရတော့ကောင်းမှာနော်ထမင်းဆိုင်လေးပြည့်လက်ဖေးဆိုင်လေးပြည့်လိုက်ပို့ပေးပါလားဟုတ်ရတာဗောကျွန်တော်တို့မှကားလေးနဲ့ခေါ်သွားပြီမလားအေးလာငါသမီးလားမလေးရှာဂျင်စတေးရှင်းမှာလည်းအားသွင်းရတယ်အားသွင်းနေတော့အချိန်ကြာလို့ရှိရင်လည်းဒီလိုကားလေးနဲ့ဈေးကျွတ်တစ်ပတ်ပတ်တော့လေအချိန်ကုန်တာမသိရတော့ဘူးပေါ့အမလေးကောင်းလိုက်တာစတေးရှင်းကစီစဉ်ပေးထားတာဒါတို့လက်ဖေးဆိုင်ရဆရာမမိုးဝယ်ကျွေးနော်ညာအမလေးငါသားကလည်းကိုဆရာမနဲ့တစ်ခါတလေတွေ့ရတာလေလက်ဖေးပါလေးတိုက်ပေါ့မုံလေးပါလေးလည်းကြွေစိတ်ပါလို့ရှိရင်ထမင်းကြော်လေးပါဝယ်ကြည့်လို့ရနော် A few moments later အမလီအခုမှဘိုက်တီကိုပြေသွားတော့ငါတူဟိုပါလေစတေရှင်ကိုပဲပြန်มาရတာငါသားတို့ဒီနေ့ဟိုဆမ်မစားတာကိုချင်းပြီးလို့လေကျေးဇူးပဲနော်နောက်လည်းလမ်းကြော်ရင်ရှင်းပြအောင်နော်အမလီအခုမှပဲဘိုက်ပြေသွားတော့တယ်ကောင်းလိုက်တာဆိုတာအေးဟဲ့အာသွင်းနာရပြီလားမောင်လေးဘယ်လောက်ကြလဲ3000ပါမှာ3000ဟောအေးတာပေးလိုက်3000ဟမ်ဆရာမကြတော့ခေါ်ခဲ့တော့စီဘူးပေးရမလို့ဆိုဩစီဘိုးဝဲမပေးရတာလေဆရာမကတက်ခဲကားဆိုအာသွင်းကတော့ပေးရတယ်ငါသားရဲ့